မင်္ဂလာပါကျွန်တော်နိုဘယ်ပါကျွန်တော်ဒီနေ့တော့နိုင်ငံတကာစာမေးပွဲရေးထဲတစ်ခုဖြစ်တဲ့ဒီ Cambridge Assessment International Education ပေါ့ဒီ Cambridge တက္ကသိုလ်ကနေပြီးတော့မှအသိမှတ်ပြုထားတဲ့ဒီနိုင်ငံတကာ exam အကြောင်းကိုကျွန်တော်မျှဝေပေးချင်ပါတယ်ဒီရေးပြအဖြစ်တော့ကျွန်တော်နှစ်ပိုင်းခွဲလို့ရမှာပေါ့နော်အင်္ဂလိပ်စာအရေးချင်းကိုပေါ့နော်ကျွန်တော်တို့သတ်မှတ်တဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒီဟာတွေနဲ့ပတ်သက်တဲ့စံသတ်မှတ်ချက်တွေဒါသူ့ရဲ့စာမေးပွဲအပိုင်းတစ်ပိုင်းရှိမယ်နောက်တစ်ခုကကျတော့ secondary education ပေါ့နော်ကျွန်တော်တို့အခြေခံပညာရေးဘက်ကိုသွားတဲ့အပိုင်းဆိုပြီးတော့မှကျွန်တော်နှစ်ပိုင်းခွဲလို့ရပါတယ်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီအင်္ဂလိပ်စာ qualification ကိုသတ်မှတ်တဲ့အပိုင်းကိုအဓိကအားဖြင့်ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ပေါ့နော် Cambridge ရဲ့ဒီအင်္ဂလိပ်စာ level တွေကိုကြည့်လိုက်မယ်ဆိုရင် CFR framework ပေါ့နော် CFR ဆိုတာဥရောပနိုင်ငံတွေကဒီဘာသာစကားနဲ့ပတ်သက်တဲ့framework ပေါ့နော်ဒီဘာသာစကားကိုနဲ့ပတ်သက်ပြီးတော့မှသူဒီ level မှာဒီစကားလုံးတွေသိတင်တယ်ဒီလို grammar structure ဒီလိုအသုံးအနှုန်းတွေသုံးတတ်တဲ့ဆိုရဲဒီသတ်မှတ်ထားတဲ့ဒီ framework သတ်မှတ်ထားတဲ့ဒါအရေးချင်းပေါ့နော်အဲ့ဒီ framework အတိုင်းကိုသွားထားတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်သူ့ရဲ့ပေါ့နော်ထူးခြားချက်ကကြတော့ကလေးငယ်တွေကစပြီးတော့အသက်ကြီးလာတဲ့လူတွေအထိကိုစင်နဲ့ပေါ့နော်ဒါမျိုးကိုသွားထားတာတွေ့ပါတယ်ကလေးငယ်တွေကိုသင်ကြားတဲ့ဒီအပိုင်းကိုကြည့်လိုက်မယ်ဆိုရင်လည်း status movers flyers ပေါ့နော်ကလေးငယ်လေးတွေသူ့အသက်အရွယ်နဲ့သူလေးလာမြဲဒါအပိုင်းပေါ့နော်ဒီလိုမျိုးကလေးငယ်တွေပြီးသွားပြီဆိုရင်ကျွန်တော်ဆက်ကြောတက်အရွယ်ဖြစ်လာပြီဆိုရင်လည်းဆက်ပြီးတော့ပေါ့နော် KED PED ဒါမှမဟုတ် FCE ပေါ့နော်ဒီလိုမျိုးဖြစ်ချင်းသွားလို့ရတယ်ပေါ့နောက်ဆုံး CE တို့ဒီ IELTS ပေါ့နော်ဒီလိုမျိုး level ထိကိုမှကျွန်တော်တို့ကဒါတောက်လျှောက်သွားနိုင်တာကိုဒါတွေ့ရပါတယ်ပေါ့နော်IELTS ဆိုရင်လည်းဒါအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ IELTS ကအမှတ်ကောင်းနေဆိုရင်ဒီဘယ်နိုင်ငံမှာမဆိုပေါ့နော်ဒီ international program တွေတက္ကသိုလ်တိုင်းမှာပေါ့နော်တက္ကသိုလ်တိုင်းမှာဖြစ်ဖြစ်ဒီလုပ်ငန်းရှင်တွေဖြစ်ဖြစ်ပေါ့နော်ဒီ IELTS score ကျွန်တော်တို့ဘယ်လောက်ရရဲဆိုတာနဲ့ကိုဒါအကုန်လုံးဒါအသိပြီးသားသူ့ရဲ့အင်္ဂလိပ်စာရေးချင်ဘယ်လောက်ထိရှိရဲဆိုတာမျိုးကျွန်တော်တို့ထပ်ပြီးတော့မှမီးနေစရာမလိုဘဲနဲ့ဒါအားလုံးဒါကိုလက်ခံပြီးသားပေါ့နော်ဒါအပြင်ဟိုတက္ကသိုလ်ဝင်ခွင့်တွေ college ဝင်ခွင့်တွေပေါ့နော်ဒါမျိုးတချို့နိုင်ငံတွေဆိုလို့ရှိရင် migration status ပေါ့နော်ကျွန်တော်တို့နိုင်ငံကိုရွှေ့ပြောင်းလာမဲ့သူတွေကစသည်အင်္ဂလိပ်စာအရေးချင်းကိုအင်္ဂလိပ်စာရေးချင်းလိုအပ်ချက်ကိုတောင်းတာမျိုးတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးအင်္ဂလိပ်စာလိုအပ်ချက်ကိုတောင်းတဲ့နိုင်ငံတိုင်းနေရာတိုင်းမှာကျွန်တော် IELTS ပေါ့နော် IELTS အမှတ်ကိုပြလိုက်တာလေဒါအားလုံးကလက်ခံပြီးသားပေါ့နော်ဒါကြောင့်ဒီလောက်ထိအောင်မှကိုကျွန်တော်တို့ကအင်္ဂလိပ်စာရေးချင်းတဲ့ပတ်သက်နဲ့ရန်ကို powerful ဖြစ်တယ်ပေါ့အငယ်ဒီရန်လက်နာကနေစပြီးတော့ဒီအဆင့်စိတ်ဆိုရင်လည်းဒါအသက်အရွယ်လိုက်ပေါ့နော်ကလေးတွေရဲ့ဒီအသက်အရွယ်လိုက်သူတို့သိသိရမယ့် vocab သူတို့ကိုသင်ကြားတဲ့ပုံစံဒီလိုမျိုးဒီ instruction အပြည့်အဝနဲ့နဲ့တခြားချမှတ်ထားတဲ့အတွက်ကြောင့်မလို့ဒီ Cambridge English ပေါ့နော်ဒီ Cambridge ဒီတက္ကသိုလ်ချမှတ်ထားတဲ့ဒီအင်္ဂလိပ်စာ level တွေကိုလူအများစုကလက်ခံကြတယ်ယုံကြည်ကြတယ်ပို့ပြီးအသိမှတ်ပြုကြတယ်ဆိုရယ်ပေါ့နော်ဒါကြောင့်မို့လို့လည်းဒီကိုကလေးတွေပေါ့နော်ကျွန်တော်ငယ်ထက်ကဒါအင်္ဂလိပ်စာကိုပေါ့နော်အခြေမှတ်မှတ်ကန်ပေါ့နော်စနစ်တကျသွားကျင်တဲ့သူတွေဆိုရင်ဒါ Cambridge သင်ရိုးကိုအဲ့ဒီအတိုင်းကိုဒါသွားလို့ရတယ်ယုံကြည်သွားလို့လည်းရတယ်ပေါ့ဘာဒီစာမွေးတွေအောင်မြင်မှုကိုလည်းဒါကိုပေါ့ဝင်ချင်မှာကြည့်လိုက်ရုံနဲ့ဒါသိနိုင်ပါတယ်ပေါ့နော်နောက်တစ်ဖက်ပေါ့နော်ဒီ secondary education ကိုသွားတဲ့ဘက်ပေါ့နော် secondary education ကိုသွားတဲ့အပိုင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့မှရှင်းပြပေးသွားပါမယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်